စင်မမလုံးလုံးနေတာကွာမင်းတို့ကင်ငါလည်းကင်ဟုတ်လေမုံကြီးလေးကိုဦးရတာလို့နော်သမီးနော်ကိုခလိုက်ကားခဲ့စဉ်ကလာတော့လည်းငါမှတ်မိတယ်အဲ့တော့မင်းသားနာမည်တော့ငါအရန်ကိုခလိုက်ကားတဲ့နေရာမှာအဲ့တော့အကိုမင်းသားကားခဲ့တယ်ဟုတ်တယ်တော့ကျွန်တော်အကိုအရန်ကြိုက်တာအဲ့တော့မင်းသားနာမည်ပြောကျွန်တော်ဘလောက်ထိအကိုချစ်တယ်လဲဆိုကျွန်တော်ရင်ထဲမှာတတတာနဲ့အကိုနာမည်ကိုမမေ့ဘူးနာမည်ဘယ်သူတင်ထွန်းတင်ထွန်းဆိုပြီးတော့စောက်ရတိုက်နေတာမင်းသားနာမည်တင်ထွန်းလို့ရှိမလားတင်ထွန်းတယ်ကွာတင်ထွန်းဆိုကျွန်တော်တင်ထွန်းတော့သူကတင်လို့အစောကြီးတဲ့ထွက်လာတာဟုတ်တယ်အပြစ်ပြောတာမဟုတ်ဘူးစောက်ရမနေ့ကသူတို့လင်မြတိုက်နေတယ်သူတို့လင်မြတိုက်နေတဲ့ဂျားတွေကိုငါဝင်တိုက်တာအကဝင်တိုက်တာကျွန်တော်နောက်မှပြတ်သွားတာလားရှာနေကတင်စောကြီးမင်းအဲ့လိုလုပ်ပါလားလို့ပြောနေတာဟာဟုတ်လေငါပြီးရင်ကပါဘာဖြစ်လို့တော့မင်းသားမကလို့ပြဿနာရှာနေတာဟာစိတ်ကောက်တယ်ဗန်းနေဘုံလို့ပြမဟုတ်ဘူးဝိုင်းလေငါလုတ်ပြီးမင်းလောက်ရမယ်ငါမင်းမလို့လုတ်ပြီးမင်းလောက်ရမယ်လို့ကတာလေးတော့ထက်တဲ့ပြောကောင်မကြီးကဘလို့ခံစားအမှန်းမသိဘူးငါမင်းမလို့ကပြီးမင်းကခဏလေးစဟုတ်ပြီလားဒီကြွလေးဟိုကျွန်တော်ခင်လိုက်လေးပါပဲကိုပိုင်တချင်းလေးနဲ့မင်းသားလေးတခါကတော့စောက်ပင်းရှူရတယ်လို့ပဲကျင်းမင်းကခေါင်းနဲ့မပြောဘူးလားပြောလားငါပြောတာကိုခင်လိုက်ကသူ့ဟာသူဟုတ်ပြီလေသူ့ငါရင်ပေးကြတယ်ဒီချင်းတော့မစိုးနဲ့လေကွာမင်းအထိပ်ပဲကိုတချင်းဘာလို့ကျွန်တော်ဆိုတာလည်းမကြားလိုက်ဘူးအဲ့ဒါငါတချင်းဆိုတော့ကျွန်တော်လည်းငါတော့မစိုးသေးသူကဘလို့အဲ့ဒါကျွန်တော်ဘလို့ကျွန်တော်ပြီးခဲ့တဲ့နေ့ကတိုက်လာတာပြီးခဲ့တဲ့နေ့ကတိုက်တာခုချိန်မြတ်တွင်းကြတယ်တင်းလုံးတိုက်တာဘာပြောတာအဲ့တချင်းကဘာတချင်းမဟုတ်လို့တော့အဲ့ဒါဟိုကလေအစပါလေခဏရှင်းမမသိမနဲ့ရန်တမ်းပြီးရန်လုံးခဏဆိုတော့အစငါကိုပဲသိမင်းတို့တခါမှမကြဘူးခင်လိုက်လေးပါပဲဟုတ်တယ်တကယ်မှရတာလေးပါပဲနဲ့သူစာသားတူသလားလို့မဟုတ်ငါရှိရခိုးချပါလားအဲ့ဒါငါကိုပိုင်ရေးလိုက်အချင်းဩဒါဆိုဟန်စာလေးဆိုတာခင်လိုက်လေးပါပဲကူးချပါဟုတ်တယ်ကိုဘောရှင်ခိုးသွားတာငါဒါဆိုခိုးတလို့လားတခိုးကိုခင်လိုက်တချို့ခိုးတခိုးကြည်စိုင်တခိုးမင်းမသိဘူးခိုးကြတဲ့လူပြောတာဗောကိုငါ့ကိုပြောတင်တယ်လို့ခံစားရတယ်ကိုတချင်းဆိုမနာနဲ့ဗောနားတယ်ကိုစိုးကြီးလောပါနှစ်ပိတ်နှစ်ဦးတိုင်းမလို့ဘလို့နှစ်ဦးတော့လို့နှစ်ပိတ်နဲ့ဒီချမ်းလာအောင်ပါခါတော့မသိငရင်လောက်တယ်လို့ပဲစဉ်းပါမဟုတ်ဘူးအကိုအဲ့ဒါကိုစိုးကြီးအဖြစ်ပြောတာအကိုမားတာဟန်စာလေးပါပဲအစိမ်းစာဖျားတင်မဲ့ကောင်ရဲ့အဲ့ကြီးမောက်ဆရာဒုံကလေးနဲ့ကောင်မျိုးတစ်ပြည့်ဆံပါဒုံကလေးနဲ့ကလောသူကချီလုံးကြီးလားမဟုတ်လေအကိုဆိုလို့ရအောင်လို့ဘယ်တစ်ချိန်မှဆိုလို့ရအောင်လို့ဝင်ပေးထားတာမဟုတ်ဘူးလေပတန်ထက်တာပြသားဥစားကိုတီးဇော်ကြီးပူးနေတာအောက်မှာညီမလေးယောက်ျားဘောင်းမီအနိုင်နဲ့ပို့ဆိုင်မှာဘောင်းမီအနိုင်နဲ့ပို့ရမှာတော့ဟိုတအားကြတယ်ပြီးတော့ကျွန်တော်ကောက်နေဟုတ်ငါတို့ကလည်းဇက်ကအခုမှတိုက်ရတာတမိုးလုံးနားထားတာရိုက်လို့သူပြီးသွားရင်နောက်တော့ကမယ်မင်းသားရှိသေးလို့လို့ဒုက္ခပဲကွာဒီမင်းသားမြန်ကမှရမယ်ဟိုမှာတင်းမောကထွက်တော့မယ်ဒီမင်းသားတင်ပေးလိုက်အောင်ပါလို့ဇော်ကြီးရဲ့လက်ဖက်လဲကျွေးထားတယ်ကွာဟဲ့ရပြီဟာပြင်းနေပြန်လာဒီနောက်ကရသမားအာဒီတော့ပြန်ကိုတယောက်တည်းလို့မင်းမာတီးနေမှာကိုမသိတာဘုရားကိုဆူရစီရဲ့ကိုဆိုရင်လို့ဆိုလိုက်ကိုကေးလိုက်ဒါလေးပါပဲအခုတော့လိုက်လိမ့်မယ်ကျွန်တော်အဲ့ဒါနှစ်ပါးတစ်ချင်းမထင်ဘူးတားမိနှစ်ယောက်ငကနာဘွယ်ပူးနေတယ်မှတ်လို့ဒါလည်းကလာမီနေနေတယ်မှတ်တာအခုရင်ဆိုလိုက်ဇော်ကြီးလေဖြတ်ပြီးတယ်ပြောမကောင်းဆိုမကောင်းနဲ့ဘဝင်မြင့်သွားလားမသိဟမ်ဒါလေးပါပဲအခုတချင်းမို့အခုနာမည်ကိုထည့်ဆိုလေဟိုအစိမ်းစားလို့လည်းငါနာမည်တော့ငါပေးသွားတယ်ကိုကမင်းသားနာမည်ထည့်တယ်မဆိုလေအခုနာမည်ထည့်ဆိုလေဟုတ်ပြီခင်ထွန်းလေးပါတင်းတွန်းတင်းတင်းနင်းမင်းတင်းလို့မိုးလင်းတော့မှဒီတခွင်းနဲ့တိုင်းလေးပါပဲတန်တွေကိုလည်းကြားနေစေငါလည်းခင်လိုက်လေဘာရချင်းလေးလိုက်ဆိုတာ
ခဏလေးပါအော်ကျွန်တော်တို့ပွဲကင်းထဲမှာတန်ကြောင်းရယ်လို့ကျွန်တော်တို့အော်ခေါ်နေပါတယ်တန်ကြောင်းရယ်တန်ကြောင်းဘယ်ဝလဲအော်ဒီမှာနေတာမို့ အမဘူးကျွန်တော်ခင်လိုက်မ တန်ငါကူတန်ကြောင်းမှာ ဟုတ်ဘူးကျွန်တော်မင်းသားကိုခင်လိုက်မှာ ဘာဘူးတန်ကြောင်းမှာဘာနေတာငါ ဒီလိုတစ်ပွဲလုံးကအဲ့လိုအုပ်အုပ်ပြီးရိုက်တာသားလား ကိုကလူမားနေတဲ့နဲ့တူတာဒါကျွန်တော်တို့မင်းသား အဲ့ဒါဒီလိုကငါလုံးမေးရယ် ငါတို့မေးရဲ့ ငါတို့တိုင်းကွာဟိုဒါကျွန်တော်တို့မင်းသားကနေတဲ့ကိုခင်လိုက်မှာမှားနေတယ်ဟုတ်ပါဘူးငါတူပါ မျက်လုံးတွေကချမ်းသာနေတာ ဝဲနေတာ မင်းတို့ပဲမွေငါချမ်းသာတယ် အဲ့ကြောင့်လည်းလက်စွပ်ပြောက်တာမင်းက ဒါမင်းသားကနေတဲ့ကိုခင်လိုက်ကျွန်တော်မင်းသားကိုခင်လိုက်မှာမယိုရင်လက်ကောက်ပြောတဲ့အမကြီးကိုမေးကြည့်ပါ အော်ကိုခန်းလား ကိုခင်လိုက် အော်အေးတန်ချောင်းကိုရှာတာလူမားတာ မင်းသားနဲ့မြမားစရာလားကွာဒုက္ခဟေးမဟုတ်ဘူးဒီကောင်မလေးပဲပြဿနာ အဲ့ ရှာ ဒါတန်ချောင်းမဟုတ်တန်မြား လူမားတာ အဲ့ဒါတန်ပြားအပေါက်ကြီးသွားဟေးစီမီအောင်တော့တားရဲညတော့ယူနေတယ်ဘယ်လိုလဲဒီနေ့ကမသိလိုက်နေပါပဲကိုနေချနေတယ်စီမီအောင်တော့တားတဲ့ည မင်းလိုက်ရှာနေတယ်မောင်းနေတာငါအိမ်မှာနေလို့ပြောတာမင်းအိမ်မှာလည်းမနေဘူးမင်း ဦးလေးဘာကြီးအန်ဒီ အေးတခုတော့တခုပဲပြော မင်းကဘာကောင်မှမသိတာ ဟာမင်းကကွာလူကြီးကိုပြောတာမင်းကတော့မင်းယူတော့မှာမင်း ဟုတ်ကဲ့ကတော့ဟိုဟာ အေး အဖွားလားအဖွားကျွန်တော်တန်ချောင်းမဟုတ်ဘူးကျွန်တော်စူပါလင်း ယောက်ျားလို့ပြောတာအဘွားလားတဲ့ မဟုတ်ဘူးကျွန်တော်စူပါလင်းလို့ တန်ချောင်းမှာမင်းငါတူမလား မဟုတ်ဘူးလို့ တယောက်သားလေရှားပေးကြပါဦး ဒါကျွန်တော်တို့ဒါကိုခင်လိုက်တို့အဖွဲလေနှစ်ပါးကနဲ့မြင်လားမသိဘူးနှစ်ပါးကနော်အဲ့ဒါလူကျွန်တော်စားစပိုင်းနာ ကောင်းစောပါသူကမင်းမိတ်စူပါလင်း သူ ဆို ပါလင်းတန်ကြောင်းကဒီမှာမရှိဘူးပွဲကင်းထဲမှာအော်ခေါ်ကျွန်တော်ပါပဲတန်ကြောင်းရေတန် အားစုလို့လည်းငါတူလေးပြောတာ မဟုတ်ကျွန်တော်မဟုတ် တန်ချောင်းရေလူမားလာနေမှာကွာ အဲ့ဒါတန်ကြောင်းမဟုတ်ဘူးအဲ့ဒါတန်ပြားအပေါက်ကြီးနဲ့နော်တခြားပြတော့ဆက်လိုက်လာ ကိုးဖို့ချောင်းနေလေဗလား နေ့အမေပြန်သွားပြီလား လာလို့ စင်မီအောင်တော့တာတဲ့ဒီလိုက်လေးပါပဲနစ်လို့ပေါ်ကြီးက လိုက်လေးပါပဲ အဲဒီကိုလေကြိုင်အောင်ငါဆိုရပါ ပါမင်းသားစိတ်ပေါက်သွားဗျာ ငါဆိုငါမသိဟာမိုဒီချန်မကောင်းပေါင်းကြီးနဲ့ဘယ်လိုမှသာဟဲ့ အဲ့ဒါလေးတော့တောင်းမှတယ်ကိုအဲ့လိုပါတော့တော့ကြတယ်တန်ချောင်းရေလို့လာနေကမြန်မြန်ကနော် ကောင်းပေါင်းလည်းအထယ်လေးကြီးလို့ဖြစ်နေပြီကောင်းပေါင်းတို့ မြန်မြန်လေးကလိုက်တော့ ဟေးခင်လိုက်လေးပါပဲအတန်တွေကိုလည်းကြားနေစေအလုံးသားလည်းခင်လိုက်လေးဘာရချင်းလေးလိုက်ဆိုတာဟေး တန်ချောင်းမလားတန်ချောင်းရေ မေဘသူရှာနေတာတော့မေဘသူရှာနေတာတော့လို့ ဟာတန်ချောင်းခေါင်းကြီးရောင်နေပါလား နည်းနည်းလေးညံကူရသေးတယ်လေကိုရှိမှတောက်ချောက်နေတာတာဆိုတော့ ဝိတုကြီးနဲ့ဘယ်ခွာချောင်းတန်ချောင်းရေ အရိုက်ကတတ်တာဆိုဝိတုတ်ကြီးတင်တာတော့ရေဘက်ကိုပြန်တာအစိုးရဒီအတော့ကိုအဲ့ဒီရေဘက်ပေါ်